ကဲမျက်စိတငယ်ချင်းများလွတ်လာမယ်နှစ်ရက်ငါလာနှစ်ရက်ငါလာ2025စေချီအတွက်ပါနော်ရှိပါတော့နော်နလပဲငါလာပဲနှစ်ရက်2025စေချီအတွက်ပါနော်ကဲတဲ့နေ့လေးချပြပေးမယ်နော်တဲ့နေ့ပါနော်တဲ့နေ့မှာကဲဒီစီစချပြပေးမယ်ဒီစီစမယ်ဒီစီမှာကျွန်တော်ချပြပေးမယ်နော်ဒီစီချပြပေးမယ်ဒီစီမှာဒီနှလုံးပေါင်းချင်းမှာခိုး3ညနှလုံးပေါင်းချင်းမှာခိုး3ညမှာခိုး3ညနှလုံးပေါင်းချင်းမှာခိုးရတဲ့ခိုးဒီစီခိုးလို့ပြချရတယ်နော်ဒီစေနခုနဲ့ပေါင်း15စေနခုနဲ့ပေါင်း15ဆိုရင်ဒီမှာ5တစ်စီပါနော်စေခုနှလုံးပေါင်းချင်း15မှာ5တစ်စီခိုး3ညနှလုံးပေါင်းချင်းမှာခိုးမှာ9တစ်စီစေခုနှလုံးပေါင်းချင်း5မှာ5တစ်စီ5တစ်စီမနေနဲ့နော်ချိန်မှာရေးရတာခိုး3ညနှလုံးပေါင်းချင်းဒီခိုးဖြစ်ဒီ9တစ်စီစေပါတယ်စေခုနှလုံးပေါင်းချင်းဒီ15ဖြစ်ဒီ5တစ်စီစေပါတယ်နေ့စီနှလုံးပေါင်းချင်းဒီနေ့စီနှလုံးပေါင်းချင်းမှာ3ညဆိုရင်ဒီမှာ3ညတစ်စီစေအောင်မလားတခြားတော့သွားကြည့်မယ်နော်3ညတစ်စီရပြီနော်ဒီမှာနှုတ်ရတော့ကဲကားတခြားတော့သွားကြည့်အောင်မယ်အဲ့ဒီခါမှာဒီမှာကိုကြောက်3လုံးပေါင်းချင်းမှာကို3ညခါနော်ဒီမှာကိုကြောက်3လုံးပေါင်းချင်းမှာကို4 6 3လုံးပေါင်းချင်းမှာကိုကြောက်3လုံးပေါင်းချင်းကို3ညကို3လုံးပေါင်းချင်းကိုကြောက်ကို4 6 3လုံးပေါင်းချင်းကိုကြောက်ကို4 6 3လုံးပေါင်းချင်းမှာဒီမှာကနေဒီမှာကိုကြောက်3လုံးပေါင်းချင်းမှာကိုပြဖို့အတွက်နှလုံးပေါင်းချင်း15ရှိပြီးသားမို့15 16 19နေ့ထမတာလေ3လုံးပေါင်းချင်းကိုဖြစ်တယ်နော်နှလုံးပေါင်းချင်း15 16 19ဒါခါနိခါပဲနော်နိခါရပြီနော်နိခါရပြီတော့ကဲနောက်ပြီးတခြားတော့သွားကြည့်အောင်မယ်နော်နောက်ပြီးမှာအဲ့ဒီနောက်ပြီးမှာကျွန်တော်ဒါတော့ခါနော်နိခါပါနော်ခုနကတော့ထေစီကတော့3ညထေစီနိခါနောက်ပြီးတော့နိခါရပြီးတော့ကဲနောက်ပြီးတခြားတော့သွားကြည့်အောင်မယ်နောက်ပြီးမှာအဲ့ဒီနောက်ပိတ်မှာအဲ့ဒီခိုကိုနဲ့ခါယူမှာခိုနဲ့ခါ3ညအဲ့ဒီခိုနဲ့ခါ3ညမှာခိုနဲ့ခါ3ညဒီမှာ3လုံးပေါင်းချင်းမှာ3ညပါနော်3ည3လုံးပေါင်းချင်း3ညခိုနဲ့ခါ3ည3ည3လုံးပေါင်းချင်း3ညဒီမှာကတော့ကိုအဲ့ဒီကိုမှာကိုနဲ့ခါယူမှာကိုနဲ့ခါ6မှာဒီမှာခို6 3လုံးပေါင်းချင်းမှာ6
သုံးတော့ပဲနော်ခုနသုံးညတော့ပဲနော်ခုနဲ့ခါသုံးညသုံးလို့ပေါင်းရှိမှသုံးညတော့ပဲကိုနဲ့ခါ6ခု6သုံးလို့ပေါင်းရှိမှ6သုံးတော့ပဲဒီမှာကတော့နိနဲ့ခါလေးနိနဲ့ခါလေးမှာလေးရဖို့အတွက်နိနဲ့ခါလေးမှာလေးရဖို့အတွက်ခုနကတော့နိခါစီပြီးသားမို့ဒီနလိုပေါချင်းမှာ30လေးထမသာလေအနော်နလိုပေါချင်းဒီစိနဲ့နိနဲ့ပေါ30နော်လေးနော်ပဲလေးနဲ့ပေါဆိုလေးခုနက3ည3လိုပေါချင်း3ညနော်ပဲကိုနက6ခု6လိုပေါချင်း6တော့နော်ပဲနိနဲ့ခါလေးစီနိလေးလေးနော်ပဲနော်ဒီတွေ့နေကတော့3ညနိလေးတက်ခွဲပါအဲ့နော်3ညကဲအဲ့ဒီ3ညနိလေးကိုဒီမှာကျွန်တော်ရေးလိုက်မယ်နော်3ညနိလေးတက်ခွဲပါပဲနော်3ညနိလေးတက်ခွဲရပြီးတော့3ညနိလေးတက်ခွဲရပြီးတော့ကဲတွေ့နေတော့တစ်ဆက်သွားကြည့်အောင်မယ်နော်ဒီလိုမှထားရမယ်3ညနိလေးတွေ့နေတော့တစ်ဆက်သွားကြည့်အောင်မယ်နော်အဲ့ဒီတွေ့နေမှာထွာကနာပဲနော်ခုနဲ့ခုနှလုံးပေါချင်းခုနှလုံးပေါချင်းမှလေးခုနှလုံးပေါချင်းမှလေးဆိုခုတစ်စီကိုငါနှလုံးပေါချင်းမှလေးငါတစ်စီနှစ်စီပြီးသားမို့နှလုံးပေါချင်းလေးပြဖို့အတွက်နှစ်ထက်မှသာလေနှလုံးပေါချင်းမှလေးခုနှလုံးပေါချင်းလေးခုတစ်စီကိုငါနှလုံးပေါချင်းလေးငါတစ်စီနိနှလုံးပေါချင်းလေးနိတစ်စီနော်နိတစ်စီကနိတစ်စီမှာနိတစ်စီရပြီးတော့ဒီမှာနိတစ်စီရပြီနော်နိတစ်စီရပြီးတော့ခါနေရာတဲ့မှာပဲကျွန်တော်ပြန်ချမယ်ကိုကြောင့်တိုးလို့ပေါင်းချင်းမှာကိုကြောင့်တိုးလို့ပေါင်းချင်းမှာခွန်ခုကြ3လို့ပေါင်းချင်းမှာခုဒီမှာကတော့ခါ6ခါဒီမှာကတော့3ညခါဒီမှာခုကြ3လို့ပေါင်းချင်းမှာနှလို့ပေါင်းချင်း15ရှိနေ15 16ခုနိထမန်တာလေ3လို့ပေါင်းချင်းမှာ10ခုပါနော်ခုကြ3လို့ပေါင်းချင်း10ခုခုကြ3လို့ပေါင်းချင်းခု3ညခါခုကြ3လို့ပေါင်းချင်းခု6ခါခုကြ3လို့ပေါင်းချင်းခုနိခါခုနကတော့နိထေရှိနော်ဒီမှာထွေကနတ်တကယ်လို့ပြချောင်းမှာဒီမှာနောက်ပြမှာပဲလို့ဆိုလဲနောက်ပြမှာ3ညနဲ့ပေါင်း3ညနှလုံးပေါင်းချင်း3ညနောက်ပြခု3နှလုံးပေါင်းချင်းမှာ3ညနောက်ပြဒီမှာနှလုံးပေါင်းချင်းမှာ3ညရဖို့အတွက်နိထဲမှသာလေနှလုံးပေါင်းချင်းမှာ3ညနှလုံးပေါင်းချင်း3ညနောက်ပဲနှလုံးပေါင်းချင်း3ညခု3နှလုံးပေါင်းချင်း3ည3နောက်ပဲစီနိနှလုံးပေါင်းချင်း3ညနိနောက်ပဲကဲဒီမှာကတော့နိထစီနိခါနိနောက်ပဲထွာကနာတကွက်ရပြီနော်ရှိပါတော့နော်ကဲကျွန်တော်ရေးပြပေးပြလိုက်မယ်နော်လာမယ်2ရက်5လ2025စိတ်ကြီးမှာထွာကနာတကွက်ကတော့နိတိုလို့ပါနော်နိတိုလို့ပါခုနကအဲ့ဒီတွက်နီကို3ညထက်စီစီတာမို့3ညနိလေ3ညနိ
3ညနေလေ3ညနေလေနောက်ပြီးတော့နေ့တစ်စီးပြီးတော့မောနေ့လေကနာတော့ကွဲပဲနော်ဒီမှာထွာကနာကွဲကနေ့တော့လို့3ညနေလေနဲ့နေ့လေအလိုတော့ကွဲပါပဲနော်လာမဲ့နေရငါလာ2025စိတ်ချတဲ့ပါကျွန်တော်ဗီဒီယိုအစအဆုံးထိကြည့်စေတဲ့ငွေချင်းများစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းစိတ်ထားတဲ့လူဤစံတဲ့ပြည့်စုံကြသည်ကပ်ပေကီရပါစေပင်နာကနော်ဒီတစ်ခါလုံးလေးကိုနှိပ်ပေးပါကျွန်တော်တောင်းပါပါတယ်ဗီဒီယိုသိကြည့်စုများအောင်လာစကလေးနှုတ်ပေးပါကျွန်တော်တောင်းပါပါတယ်ပောက်ကနာပြီးကြပါစေထွာကနာကနေ့တော့လေ3ညနေလေနေ့လေကနာတော့ကွာပါနော်အချက်တူမှယူတော့ပါနော်အားလုံးစီပြေကကောင်းကြပါစေပောက်ကနာရကြပါစေ拜拜吧。